တက်လာတဲ့ရေတွေကြောင့်ကယ်ဆယ်ရေးတွေလုံနေရတဲ့အချိန်တစ်ဖက်ကတရိတ်ဆန်တွေထိန်းသိမ်းထားတဲ့ခြံအတွင်းကဝင်ပလီအုပ်စုကြီးဟာခြံကိုဖောက်ထွက်သွားပါတယ်မိုးရွာနေတာကြောင့်ခွေးနဲ့တူစာကြီးတိုက်တဲ့ဝင်လာတဲ့အင်ချီယာမက်ကိုမောင်းထုတ်လိုက်ပြီးငွေကြေးချမ်းသာသူအချို့ကတော့ရေကြီးနေတဲ့လမ်းကိုဘတ်ကားနဲ့ဖြတ်ဖို့လက်ထိုးနေပါတယ်ကားဂိတ်ကိုအမိသွားဖို့ပြင်နေတဲ့စံတို့အုပ်စုလည်းပုံမြင့်တက်လာတဲ့ရေတွေကြောင့်စာကြီးတိုက်အပေါ်ဓာတ်ကိုသွားရန်ပြင်ဆင်ကြပါတယ်နောက်ဆုံးမှကြံခဲ့တဲ့လော်ရာတယောက်တက်စီတစ်စီးရဲ့ဘန်ကာနဲ့ညှိနေပြီးနောက်ကကားထဲမှာပိတ်မိနေတဲ့ပြင်သစ်သားမီးကိုကယ်ဖို့ပြန်လှည့်သွားချိန်မြင့်တက်လာတဲ့သမုဒ္ဒရာကြီးဟာလီဘာရီရုပ်ထုကိုစတင်ဝါမျိုးလာပြီးနယူးယောက်မြို့ကြီးထံဦးတည်နေပြီဖြစ်ပါတယ်ဆမ်တယောက်အခြားမိသားစုကိုကယ်တင်နေတဲ့သူ့တငယ်ချင်းလော်ရာကိုစောင့်နေရင်ကြီးမားတဲ့ရေလိုင်းကြီးကိုမြင်တဲ့အခါသူများအိတ်ကိုပြန်ယူပေးနေတဲ့လော်ရာထံပြေးခေါ်ပါတော့တယ်။အဲဒီနောက်ဘတ်တီမောနဲ့အက်တလန်တစ်မြို့ကိုဝါမျိုးလာတဲ့သမုဒ္ဒရာရေတွေထံကနေလက်မတင်လေးလွတ်မြောက်လာကြပြီးစာကြီးတိုက်အတွင်းပြေးဝင်နိုင်ခဲ့ကြပါတယ်။ Professor Terry တို့ထံအချက်လက်တွေခွဲခြမ်းပြီးတဲ့ဂျက်တို့ကဆက်သွယ်လာပြီးပုံမှန်အတိုင်းဆိုမှုန်တိုင်းလေပတ်ပုံရအောက်ဖက်ကိုဆွဲခေါ်လာတဲ့လေတုဟာမြေပြင်မရောက်ခင်ပူနေသွားရမှာဖြစ်ပေမဲ့ထိုလေတုရဲ့အပူချိန်ကဇက်တိုက်ကျဆင်းနေပြီးစကော့တလန်မှာတိုက်ခိုက်နေတဲ့မှုန်တိုင်းနဲ့အခြားစူပါမုန်တိုင်းနှစ်ခုတို့ပေါင်းစည်းသွားတော့မယ့်အကြောင်းနဲ့ထိုမုန်တိုင်းကြီးကြောင့်24နာရီအတွင်းကမ္ဘာမျက်နှာပြင်ဟာပြောင်းလဲသွားတော့မယ်လို့ဆိုပါတယ်။ဒါအပြင်9ရက်ကနေတစ်ပတ်အတွင်းမုန်တိုင်းပြီးဆုံးတာနဲ့ကမ္ဘာဟာရေခဲခေတ်သစ်ကိုပြန်ရောက်သွားတော့မှာလို့ပြလိုက်ပါတယ်။ဒါကြောင့် Professor ကိုအဲ့နေရာကထွက်လာတော့ဖို့အကြံပေးပေမဲ့ဘေးကင်းအောင်နေဖို့ပြန်မနေစဉ်ဆက်သွယ်ရေးတွေပြတ်သွားပါတယ်။နယူးယောက်မှာတော့မြင်သမျှဟာရေပြင်ကြီးဖြစ်နေပြီးဘေးကင်းအောင်ရှောင်နေရတဲ့စာကြီးတိုက်အတွင်းမှာလော်ရာတယောက်သူမကိုမကြောက်မလန့်လာခဲ့ပေးခဲ့သူဆန်ကိုကျေးဇူးတင်ကြောင်းအသိပေးနေပါတယ်။သူတစ်ချိန်လုံးဦးတုံနေခဲ့တဲ့ JD ကလည်းမင်းသူ့ကိုဖွင့်ပြောသင့်ပြီလို့လာရောက်အကြံပေးနေရကြောင်း JD ရဲ့ညီထံဆက်သွယ်ဖို့အတွက်ဓာတ်အားကြိုးတွေနဲ့ချိတ်ဆက်ထားတဲ့အကျွေသိဖုံပြောသက်ရှိလာလို့သွားမိပါတယ်။တစ်ဖက်မှာတည်သိုးတွေကြောင့်မိဘနှစ်ပါးဟာတားဖြစ်သူအတွက်စိုးရိမ်နေပြီးဆမ်ကတော့ရင်းနှီးလူဆက်ဆဲမြေအောက်ကဖုံပြောသက်ရှိရာကိုစစ်ဆေးကအလုပ်ဖြစ်သေးရလို့အော်ပြောနေပါတယ်။အဲဒီနောက်စိတ်ပူနေတဲ့မိဘတွေထံထိုဖုန်းနဲ့ဆက်သွယ်ပြီးသူတို့၃ယောက်စလုံးဘေးကင်းတဲ့အကြောင်းအသိပြီးတော့ဖခင်ဖြစ်သူချက်ကတောင်ပိုင်းကိုသွားမဲ့အစီအစဉ်ကိုမေးလိုက်ဖို့နဲ့ဒီမုန်တိုင်းဟာထူးခြားပြင်းထန်တဲ့လေပြင်းမုန်တိုင်းဖြစ်လာတော့မှာမို့စက္ကန့်ပိုင်းတွင်အေးခဲတည်စေနိုင်တဲ့ပြင်ပကိုလုံးဝမထွက်ရန်သိချမှာပါတယ်။ဒါဖြစ်သူထံသူရအောင်လာမယ်လို့ကတိပေးလိုက်ပေမဲ့ဆမ်ကတော့ရေရီရှန်တက်လာတဲ့အခြေအနေကြောင့်ဖုန်းပြန်မဖြေနိုင်တော့ပဲအေးခဲနေတဲ့ရေတဲကမနှဲပြန်တက်ခဲ့ရပါတယ်။ဒါဖြစ်သူနဲ့အဆက်အသွယ်ပြတ်သွားလို့စိတ်ပူနေတဲ့ဇနီးကိုနှစ်သိပ်ပြီးရင်ရေခဲပြင်းမှာတုံးတဲ့ပစ္စည်းတွေဘယ်မှာလဲလို့သူ့လက်ထောက်ကိုမိလိုက်ပါတယ်။ဆမ်ကိုစိုးရင်စိမ့်နဲ့နောက်ကလိုက်သွားမဲ့ချက်ကအခုကြုံရမှာကတာမန်နှင်းကြတဲ့အခြေအနေမဟုတ်လို့တားနေပေမဲ့သူသွားမှဖြစ်မယ်လို့ဆိုပါတယ်။ရေကြောင့်အေးခဲတုံရင်နေတဲ့ဆမ်ကိုရုတ်တရက်ပွေးဖက်လာတဲ့လော်ရာကလက်မောင်းနဲ့ခြေထောက်ကသွေးတွေဟာသူမခန္ဓာကိုအပူချိန်ကြောင့်အေးခဲမသွားရင်ဆမ်ကိုနှလုံးရစေတော့မှာမဟုတ်ဘူးလို့ပြောပြနေပါတယ်။စာကြီးတိုက်ထဲမှာရှာတွေ့လာတဲ့အဝတ်စားတွေကိုခွဲဝေပေးနေစဉ်အင်ချီယာမဲနဲ့ပါလာတဲ့ခွေးလေးဟောင်တန်ကြောင့်အပြင်ကိုကြည့်လိုက်တော့နှင်းတွေကျနေတဲ့နယူးယောက်မြို့ကြီးအတွင်းကြီးမားတဲ့သင်္ဘောကြီးတစ်စီးတောင်ဝင်ရောက်လာပြီဖြစ်ပါတယ်။အစည်းအဝေးပွဲထံရောက်နေတဲ့ချက်ကမုန်တိုင်းဟာသူ့ကိုဖြစ်ပေါ်လာသေးတဲ့ကဘာကြီးထံဖောက်ပြန်မှုတွေပြန်ပေးလာပြီးမို့9ရက်ကနေ10ရက်ထိတိုက်ခိုက်မဲ့စူပါမုန်တိုင်းကြီးကြောင့်မြောက်ပိုင်းကဘာတစ်ချမ်းကိုရေခဲနဲ့နှင်းတွေဖုံးသွားလိမ့်မယ်လို့ချပြပါတယ်။အဲ့ဒီရေခဲနဲ့နှင်းတွေကနေအောင်ကြီးကိုအလင်းပြစေမှာဖြစ်ပြီးကဘာမြေရဲ့ပူချိန်နဲ့လေထုပြန်ငြိမ်တဲ့အချိန်ထိရေခဲကိရောက်လာတော့မှာဖြစ်တဲ့အတွက်တက်နိုင်သမျှလူတွေကိုတောင်ပိုင်းထံရွှေ့ပြောင်းရမယ်လို့လည်းထောက်ပြပါတယ်။ဒါကိုကမ်းလှမ်းတိုက်နေပြန်တဲ့ဒုသမရခမားရဲ့မူဝါဒအကြောင်းမေးခွန်းထုတ်နေတော့မှမှုန်တိုင်းကဝင်ရောက်နေပြီလို့ပြန်ရှင်းပြတော့ဂျက်ကရဲ့တင်ပြချက်ကိုပြောပါဆိုတဲ့သမရရဲ့ခွင့်ပြုချက်ကြောင့်သူဆွဲပြတဲ့မြင်းရဲ့တောင်ဘက်ခြမ်းကလူအလုံးနေရသွန်းခွာရတော့မှာဖြစ်ပြီးမြောက်ပိုင်းကလူတွေကတော့အပြင်ထွက်တာနဲ့မှုန်တိုင်းကြောင့်သေဆုံးရတော့မှာဖြစ်လို့အိမ်ထဲမှာပဲနေတာကအကောင်းဆုံးခွင့်ရလို့ရှင်းပြလိုက်ပါတယ်။ဆမ်ရှိယာကိုသွားဖို့အစည်းအဝေးခန်းထဲကထွက်သွားချိန်မှာသိပ္ပံပညာရှင်တယောက်ပြောတဲ့အတိုင်းမလုံနိုင်ဘူးဆိုတဲ့ဒုသမရအားမိနစ်တိုင်းကအသက်အန္တရာယ်နဲ့ဆိုင်တဲ့ကိစ္စမို့တိုင်းပြည်တစ်ဝက်ကိုအမြန်ရွှေ့ပြောင်းဖို့လိုနေကြောင်းဝိုင်းပြောပါတယ်။ဒါကိုတော့လက်မခံသေးတာမို့ဂျက်ရဲ့သားကနယူးယောက်မှာလို့အသိပေးကဒါကသူ့ရဲ့လှုပ်ဆောင်ချက်တွေကိုမိကုံမထုတ်ခင်တိတာတဲ့အတွက်ပြောပြတာလို့ဆိုပါတယ်။ဒါကြောင့်ဂျက်ကောရဲ့အစီအစဉ်တိုင်းသက်လုပ်မယ်ဆိုတဲ့သမရကအမျိုးသားလုံခြုံရေးကိုပြောင်းရွှေ့မှုကိစ္စအတွက်အရေးပေါ်ထုတ်ပြန်မှုအမိန့်ပေးသွားပါတယ်။ပိတ်မိနေကြတဲ့ Professor Terry တို့၃ယောက်ဟာစီကုံတော့မဲ့မိသက်အရေးကိုဂယူးမဆိုင်နိုင်တော့ပဲလက်ကျန် Scott Devlin ကိုခွက်ချင်းတိုက်ကကဘာကြီးအတွက် Manchester United အတွက်ဆိုပြီးမောလိုက်ကြပါတယ်။စာကြီးတိုင်းမှာရေဒီယိုအဟောင်းတစ်လုံးကိုပြင်နေတဲ့ Brian ကသူ့ဘေးမှာအကြောင်းရင်းမရှိအိတ်နေတဲ့ဆန်ကိုခေါ်ထုတ်သွားပြီးဖို့ရဲရရှိကိုစားနှောင်းနေပါတယ်။ဂန္နာမငြိမ်ဖြစ်နေတဲ့ခွေးကိုအပေါ့လေးတန်နေတဲ့အင်ချီယာမဲတယောက်ခွေးအောင်တန်ကြောင်ကြည့်လိုက်တော့အပြင်မှာနင်းနေတဲ့လမ်းလျှောက်နေသူတွေတွေ့တာနဲ့သတင်းပြန်ပို့ပါတယ်။ဒီတော့အဆက်အသွယ်ရနေသေးတဲ့တချို့လူတွေကတောင်ပိုင်းကိုရွှေ့ပြောင်းနေကြောင်းသတင်းပေးတာနဲ့လမ်းလျှောက်နိုင်လောက်အောင်အေးခဲနေပြီဖြစ်တဲ့ရေခဲပြင်ကနေအတူထွက်သွားကြမယ်ဆိုပေ
မဲ့ဆမ်ကတော့သူ့ဖေမှာဘူးတလို့မှုန်တိုင်းကသေသေးနိုင်တာမို့သူတို့မသွားသင့်ဘူးဆိုကရဲရရှိကိုတွားရောက်တတိပေးတဲ့အခါစကားပြောပြီးအချိန်ဖြုံးမနေနိုင်ဘူးလို့ဝိုင်းပြောပါတယ်ပိုဆိုးလာတော့မဲ့မှုန်တိုင်းကြမှာအားလုံးအေးခဲသေလိမ့်မယ်လို့အကြံပေးပေမဲ့ဆမ်ရဲ့စကားကိုယုံကြည်သူအချို့သာနေခဲ့ကြပြီးနှင်းတွေထူထပ်စွာကျဆင်းလာတဲ့အပြင်ဘက်ကိုထွက်သွားကြပြီဖြစ်ပါတယ်ဆမ်ရဲ့နောက်ကိုလိုက်သွားမဲ့ဂျက်ကဇနီးပြစ်သူကိုနှုတ်ဆက်ပြီးကားပေါ်ပစ္စည်းတွေတင်နေစဉ်သူ့လက်ထောက်တွေဖြစ်တဲ့ဂျေဆန်နဲ့ဖရန်တို့ကအတူလိုက်လာမယ်လို့ဆိုပါတယ်အမေရိကန်နဲ့မက္ကဆီကိုနယ်စပ်မှာတော့ပြည်ဝင်ခွင့်ပိတ်လိုက်တဲ့မက္ကဆီကိုအစိုးရကြောင့်နေရက်ဆုံးခွာလာတဲ့အမေရိကန်ဒုက္ခသည်တွေပိတ်မိနေကြပါတယ်ဒီတော့မှုန်တိုင်းကြကလူအုပ်ကြီးကမက္ကဆီကိုရဲ့ရီယိုဂရန်ဒီမြစ်ကိုတရားမဝင်ဖြတ်ကူးကျော်ဖြတ်လာကြပါတယ်ဆမ်ကတော့သူ့စကားကိုယုံပြီးနေခဲ့သူတွေကိုအနှွေးတက်ပေးဖို့အတွက်စာချီတိုက်ရဲ့ရုံငန်းအတွင်းကမီးလင်းဖို့အတွင်းတွေးကြရစာအုပ်ပစ်ထက်ကလက်လန်းမိသလောက်စားစရာတွေကိုရိတ်ခါအဖြစ်စုဆောင်ကြပါတယ်တတွင်းတွေမှာတော့မက္ကဆီကိုနိုင်ငံကဒုက္ခသည်လက်ခံရေးအတွက်အမေရိကန်တို့ရဲ့လက်တင်အမေရိကအကျွေးအလုံးကိုလျှော်ပေးနိုင်မှသာဂိတ်ဖွင့်ပေးမယ့်အကြောင်းကြေညာနေကြပါတယ်ဆေးရုံမှာလူနာကလေးတယောက်ကိုစောင့်ကြည့်နေတဲ့ဆမ်မြက်မိခင်လူစီကတော့လူနာတင်ကားနဲ့သာရွှေ့ပြောင်းနိုင်မဲ့ကလေးအတွက်သူမနေခဲ့မယ်လို့ဆိုပါတယ်ရေဒီယိုအဟောင်းကိုပြင်နိုင်ခဲ့တာကြောင့်10မိနစ်လောက်နားထောင်ခွင့်ရလိုက်တဲ့ဘရိုင်ယန်ကမှုန်တိုင်းဟာမြောက်ပိုင်းတစ်ခုလုံးမှာဆက်လက်တိုက်ခိုက်နေသေးဖြစ်ပြီးဥရောပတခွင်ကတော့15ပေအမြင့်ရှိတဲ့နှင်းတူအောက်ရောက်သွားပြီလို့ဆိုပါတယ်ဒီထက်ပိုဆိုးလာနိုင်တဲ့မှုန်တိုင်းကြောင့်ဆမ်မြက်ဖေလဲလာနိုင်မှာမဟုတ်လို့ဒီကခွာရအောင်အကြံပေးပေမဲ့သူ့ဖေလာလိမ့်မယ်လို့သာယုံကြည်ထားပါတယ်တစ်ဖက်မှာမှုန်တိုင်းပြီးသည့်အထိလူတွေကိုအိမ်ထဲကမထွက်ရန်ထုတ်ပြန်ခိုင်းထားတဲ့ဂျက်တို့3ယောက်ဟာပိန်းပိန်းအောင်ကြားနေတဲ့နှင်းတွေကြားထဲကိုမြေပုံကြည့်ရင်ခရီးနှင်လာပါတယ်ရှေ့နာရောက်မှာမမြင်မဆန်းတဲ့နှင်းတူကြီးကိုဝင်တိုက်မိတဲ့ကားကြောင့်နှင်းစီးပနက်တွေယူဖို့မှာကခြေလင်သွားမယ်လို့အသိပေးလိုက်ပါတယ်ဆမ်တားနေတဲ့ကြားကအပြင်ထွက်လာကြတဲ့လူအုပ်ကြီးဟာရှေ့ဆက်တိုးမရနောက်ပြန်လဲမရနဲ့စတင်သေးချေလာကြပြီဖြစ်ပါတယ်လမ်းပေါ်မှာနှင်းနှဲငယ်ဖျက်တန်းလာဘူးတဲ့အင်ချီယာမဲကသူနေထိုင်မှုတဲ့အတွေ့အကြုံအတိုင်းစက်ကူတွေခန္ဓာကိုယ်အတွင်းသုတ်ဖျက်ထည့်ထားရင်အေးဒဏ်ခံနိုင်တယ်လို့အကြံပေးပါတယ်လုံးစရာမရှိတဲ့လော်ရာတို့နှစ်ယောက်လည်းပြီးခဲ့တဲ့နှစ်ကဖခင်ဖြစ်သူနဲ့အတူဂရင်းလန်းမှာအချိန်ဖြုံးခွင့်ရလိုက်တဲ့ဆမ်ရဲ့ရင်ပွင့်စကားကိုနားထောင်နေပါတယ်ဂျက်တို့3ယောက်သာသူတို့သွားနေတဲ့အောက်တက်တဲ့ကရှော့ပင်းစင်တာတစ်ခုရဲ့မှန်ကစွတ်ဖားရဲ့အလေးချိန်ကြောင့်ကြားကွဲသွားတဲ့အတွက်ဖရန့်ပါသွားပါတယ်ဒါကြောင့်စွတ်ဖားအိတ်တွေကိုဖျက်ချကဖရန့်ကိုပြန်ဆွဲတင်ဖို့ကြိုးစားပေမဲ့အလေးချိန်ကိုမခံနိုင်တဲ့မှန်တွေကြောင့်ဂျက်တို့ပါပြုတ်ကျမလာသေးရန်ဖရန့်ကသူ့ကိုယ်သူစတေးသွားပါတယ်ခြေထောက်ကဒဏ်ရာအရှိန်ကြောင့်ဖျားချနေတဲ့လော်ရာကိုဆန်ကစကားသွားပြောနေရင်သူဒီချောင်းပြိုင်ပွဲကိုလော်ရာကြောင့်လိုက်လာခဲ့တာလို့ဖွင့်ပြောကချစ်သူတွေဖြစ်လာကြပါတယ်အိမ်ဖြူတော်ထိနင်းနေဖုံးနေချိန်မှာနောက်ဆုံးထိစောင့်နေတဲ့သမရကိုခေါ်ထုတ်လာခဲ့ပေမဲ့မုန်တိုင်းထဲမှာပိတ်မိသွားပြီဖြစ်ကြောင်းမက္ကဆီကိုကကယ်ဆယ်ရေးစခန်းထံသတင်းပို့လာပါတယ်ညကလေးကဖျားကျင်နေတဲ့လော်ရာဟာမနက်ပိုင်းမှာဖြူပတ်ဖြူရဖြစ်နေပြီမို့ဘာဖြစ်တာလဲစစ်စင်ရင်ခြေထောက်တန်ရာရဘူးတဲ့ဆိုတာကြောင့်ထိုတန်ရာကိုကုသရန်ပနက်ဆလင်သို့မဟုတ်ပိုးသက်သေးတစ်မျိုးလိုအပ်လာပါတယ်အာဂါသစကန်ကနေလှမ်းမြင်နေရတဲ့ကမ္ဘာမျက်နှာပြင်ဟာကြီးမားတဲ့စူပါမုန်တိုင်းကြီးကြောင့်မြေပုံအညှိုးမှတ်လို့တော့မရနိုင်ဖြစ်နေပါတယ်ဒါကြောင့်အနီရောက်ရောင်ကြီးဓာတ်ပုံတွေတုန်းက NOAA စကန်ကိုပို့လိုက်တဲ့ပုံတွေမှာကြီးမားလာတဲ့ရေခွဲကြီးကမကြခင်နယူးယောက်ကိုဝင်တော့မှလို့သိလိုက်ရပါတယ်နယူးယောက်ကိုအတူလမ်းလျှောက်လာတဲ့ဂျက်တို့နှစ်ယောက်မှာအေးခဲမှုတန်ကိုမခံနိုင်တော့တဲ့ဂျေဆန်ကလဲကျသွားပြီဖြစ်ပါတယ်ခုံတွေဆွဲယူရိုက်ချိုးနေတဲ့ဆမ်ကိုဘာဆက်လုပ်မလဲမေးတော့မျောပြီးတောင်တင်နေတဲ့သင်္ဘောပေါ်မှာလော်ရာအတွက်ဆေးသွားရှာမယ်ဆိုတာကြောင့်အပြင်ကိုလေးလာကြည့်လိုက်တဲ့ဘရိုင်ယန်နဲ့ဂျီဒီတို့ကသူတို့ပါလိုက်မယ်လို့ဆိုပါတယ်ဒီလိုနဲ့3ယောက်သာသင်္ဘောကြီးပေါ်တက်ခါဆေးရှာဖို့ပြင်နေတော့သူတို့အနှံ့နောက်လိုက်လာတဲ့ပျောက်ဆုံးဝင်ပလွေတွေရောက်လာပါတယ်ပိတ်ထားတဲ့ဆေးကန်တကားကိုအာယုံရောက်နေတော့ဝင်ပလွေတွေရောက်လာတာမသိလိုက်ကြပဲပစိတ်တလက်နဲ့အပြင်ကမှန်တကားကိုခွဲကဆေးပီကန်နဲ့ဝင်ရှာနေကြပါတယ်ရုရှားလို့ရေးထားတဲ့ဆေးတွေကြားမှာပနက်ဆလင်လို့ရေးထားတဲ့ဆေးပလင်းကိုယူပြီးပြန်ထွက်တော့မယ့်အချိန်ဘရိုင်ယန်နဲ့ဂျီဒီတို့ကရိတ်ခါအတွက်ကြည့်ဦးမယ်လို့ဆိုပါတယ်မိဖို့ကြောင့်မှအတုံးဝင်မဲ့အရာတွေကိုယူဖို့ပြင်နေချိန်မှာအစာရှာနေတဲ့ဝင်ပလွေတွေရောက်လာပြီးမို့ဂျီဒီရဲ့ခြေထောက်ကိုကိုက်မိသွားပါတယ်အာဂါသစကန်ရဲ့ပြီးဖို့ချက်တွေအရဆိုရင်တစ်စက္ကန့်ကို10ဒီဂရီလောက်အပူချိန်ကျဆင်းလာမဲ့မှုန်တိုင်းကြီးဟာနယူးယောက်ကိုကျလာတော့မှဖြစ်ပြီးအပြင်ကိုထွက်ကြည့်လိုက်တဲ့ဆမ်ကလည်းမှုန်တိုင်းရဲ့အလဲဘိုးကိုရောက်နေပြီလို့သိလိုက်တာနဲ့ဝင်ပလွေတွေကိုများခေါ်ဖို့စီစဉ်လိုက်ပါတယ်အဲ့ဒီနောက်ဒဏ်ရာရနေတဲ့ဂျီဒီတို့ပြန်ပြေးနိုင်အောင်ဝင်ပလွေအုပ်ကိုများခေါ်သွားပြီးသင်္ဘောတွင်းမှာပိတ်မိအောင်ပစ်ထားနိုင်ခဲ့တာကြောင့်ရိတ်ခါတွေပြန်တည်ဖို့ကြိုးစားပါတယ်အကူအညီပေးဖို့လိုက်လာပြီးမဲ့တတိလက်သွားပြီးဖြစ်တဲ့သူ့လူကိုဆွဲခေါ်နေရတဲ့ဂျက်တယောက်ချင်းကပ်လာတဲ့မှုန်တိုင်းကိုမြင်တာနဲ့ခိုးအောင်မှုကြိုးစားပါတယ်တစ်ဖက်မှာဒဏ်ရာရနေတဲ့ဂျီဒီကိုဆွဲခေါ်လာတဲ့ဆမ်တို့လည်းအရာရာကိုဝါမျိုးသားပြုတ်လာတဲ့ရာသီဥတုကြောင့်ဂျီဒီကိုအတင်းဆွဲခေါ်ပြီးစာကြည့်တဲ့အတွင်းပြေးဝင်ခဲ့ကြပါတယ်သူ
သူ့လက်ထောက်ကိုတွဲခေါ်နေရတဲ့ဂျက်ကလည်းမြေအောက်ကအခန်းတစ်ခုထဲခုန်ချလွတ်မြောက်လာပြီးအသက်ရှင်လို့သူအားလုံးဟာအနှွေးတက်ပေးနိုင်မဲ့မိဖို့ကိုလောင်စာတွေဝိုင်းထည့်နေကြပါတယ်။နှစ်နာရီလောက်တတိလေးနေရာမှာပြန်နိုးလာတဲ့ဂျေဆင်တယောက်သူ့ကောင်းကဒဏ်ရာကဘာဖြစ်တာလဲမေးတော့အလင်လိုနေလို့အောက်ကိုတွန်းချခဲ့ကြောင်းအသိပေးကမှုန်တိုင်းဆဲသွားပြီမို့မိုင်40သာဝေးတော့တဲ့မဟတ်တန်ကသူ့သားစီသွားဖို့ပြင်ဆင်ပါတယ်။သူတို့ကြော်ဖြတ်လာသမျှနေရာတိုင်းဟာအစိုးရထုတ်ပြန်ကြေညာမှုကိုအသိနောက်ကျသွားတဲ့လူတွေအများပြားနဲ့ပြည့်နှက်နေပြီးဘာဆက်ဖြစ်နိုင်မလဲလို့စိုးရိမ်နေတဲ့ဂျေဆင်ဟာနောက်ဆုံးရေခဲခေတ်မှာတော့အသက်ရှင်ကျန်ရစ်သူလူသားမျိုးနွယ်ရှိခဲ့တာမို့သူတို့လည်းကြော်ဖြတ်နိုင်မယ်လို့အားပေးပါတယ်။ဒီလိုရာသီဥတုနဲ့ဆိုရင်ဆမ်အသက်ရှင်နိုင်မလားမသိကြဘူးဆိုပေမဲ့တားပြစ်သူကိုသူကတိပေးထားတာမို့ဖြစ်အောင်လုပ်ရမယ်လို့ချီပါပါတယ်။အာဂါသစကန်ထန်မြောက်အမေရိကပေါ်ကမှုန်တိုင်းဟာတဖြည်းဖြည်းပျောက်ကွယ်နေတာမှန်လားလို့လမ်းမေးနေရကြောင်းမှုန်တိုင်းကင်းစင်သွားပြီဖြစ်ကြောင်းအတည်ပြုကကဘာမြေကိုပထမဆုံးပြန်မြင်ရပြီလို့အကြောင်းပြန်ပါတယ်။ရွက်ပြင်တဲ့အတွင်းကပြန်နိုးလာတဲ့ဂျက်တို့လည်းအပြင်မှာပြန်မြင်နေရပြီဖြစ်တဲ့နေရာအောက်ထွက်ကြည့်တော့သူတို့ဘေးမှာသင်္ဘောကြီးတစ်စီးကိုမြင်လိုက်ရပြီးလေဘာဒီရုပ်ထုကြီးအနီးကနေခီးဆက်လာကြရင်နယူးယောက်မြို့ကြီးရဲ့ပင်လယ်ဘက်ခြမ်းကနေဝင်ရောက်လာကြပါတယ်။မြေပုံကျွမ်းကျင်တဲ့ဂျေဆင်ရဲ့အကူအညီနဲ့ပဲသူတို့ရောက်နေတဲ့နေရာကစာကြည့်တိုက်ပဲဆိုပေမဲ့အရာရာတိတ်ဆိတ်လုံးနေရကြောင်းဆမ်အတွက်စိတ်မကောင်းကြောင်းအသိပေးလိုက်ပါတယ်။ဒီအထိရောက်လာပြီးမှလက်မလျှော့ကျင်တဲ့ဂျက်ကတော့နှင်းတို့ကြီးပေါ်တက်ကြည့်တဲ့အခါစာကြည့်တိုက်ကြီးတစ်ခုလုံးကိုနှင်းနေဖုံးအုပ်နေရကြောင်းအထဲဝင်လာလိုက်ပါတယ်။နေရာတစ်ခုလုံးကရေခဲနှန်းတော်ကြီးလို့ဖြစ်နေပြီးတိတ်ဆိတ်လုံးနေရကြောင်းဆမ်ရဲ့နာမည်ကိုအော်ခေါ်ကလိုက်ရှာကြပါတယ်။တနေရာအရောက်ပိတ်ထားတဲ့တကားနောက်မှာမီးရောင်ကိုမြင်လိုက်ရပြီးမို့အထဲဖွင့်ဝင်လိုက်တဲ့အခါမီးပုံဘေးမှာနှစ်ချိုက်စွာအိမ်မောကျနေတဲ့ဆမ်တို့လူတစ်စုကိုတွေ့လိုက်ရပါတယ်။အဲ့ဒါဘသူလဲဆိုတဲ့လော်ရာရဲ့မိကွန်းဟာသူ့ကိုဂတိပေးတဲ့အတိုင်းရောက်အောင်လာတဲ့သူ့အဖေလို့ဖြေကအခွင့်အရေးနေပါလုံးမိမဲ့တားဖားနှစ်ယောက်ပြန်ဆောင်ခွင့်ရခဲ့တဲ့မြင်ကွင်းကိုအားလုံးကကြည်နူးစွာဝိုင်းကြည့်နေကြပါတယ်။အဲ့ဒီနောက်မက္ကဆီကိုတန်ယုံမှာရှိနေတဲ့ယာယီသမ္မတထံနယူးယောက်မှာအသက်ရှင်ကျန်သူတွေရှိနေသေးကြောင်းဂျက်ကောစီကအဆက်အသွယ်ရတဲ့ဆိုတဲ့သတင်းပို့လာပါတယ်။တဘာဝတရားကိုဖျက်ဆီးမိခဲ့တဲ့လူသားတွေအပေါ်ပြန်လည်တန်ခတ်မှာကိုမသိကြပဲနှစ်ပေါင်းများစွာတဘာဝရင်းမြစ်တွေကိုထုတ်ယူသုံးစွဲမိခဲ့တဲ့လူသားတွေကြောင့်အခုလိုဘေးအန္တရာယ်ကြားရောက်လာခဲ့ကြောင်းကိုသူများနိုင်ငံရဲ့တန်ယုံမှာခိုလုံနေရတဲ့ယာယီသမ္မတရဲ့မိကွန်းကနေကြေညာခဲ့ပါတယ်။ဒီလိုလိုအပ်ချိန်မှာခိုလုံခွင့်ပေးခဲ့သူတွေကိုကျေးဇူးတင်ကြောင်းနဲ့နယူးယောက်မှာကြီးမားတဲ့ရာသီဥတုဒဏ်ကနေအသက်ရှင်ကျန်သူတွေကိုရှာဖွေကယ်ဆယ်ဖို့ချက်ချင်းအမိန့်ပေးလိုက်ပါတယ်။ရေခဲပြစ်ပြောင်းသွားတဲ့နယူးယောက်မြို့ကြီးကဆန်တို့လူသူကိုကယ်ပြီးပြန်လာကြချိန်မှာအခြားအသက်ရှင်ကျန်သူတွေကိုလည်းကယ်ဆယ်ရေးလုပ်နေတာကိုအံ့ဩစွာမြင်လိုက်ရပါတယ်။အာဂါသစကန်ကလှမ်းမြင်နေရတဲ့မှုန်တိုင်းကင်းစင်သားကဘာဟာကြည်လင်လွန်းလာပေမဲ့တဝက်နီးပါးလောက်ဟာအေးခဲသွားခဲ့ပြီဖြစ်ပါတယ်။